ဒါကလေ HSK နဲ့သက်ဆိုင်တဲ့ဒီ grammar pattern ကိုတည်တံ့ပြောထားတာပေါ့နော်ဟုတ်ပြီသူကနှစ်ခုခက်ဆင်ဆင်နှစ်ခုခက်ဆင်ဆင်ကိုရှင်းပြထားပေးတယ်နော်ဥပမာပေါ့ဒီပထမဆုံးတစ်ခုကလေ原来နော်原来နဲ့本来နှလုံးကိုရှင်းပြထားတာအဲ့ဆိုအခုက原来ကိုအရင်ပြောတယ်ပေါ့နော်သူကဘာအတိတ်ပဲလဲအရင်တုန်းကဖြစ်ရက်သို့မဟုတ်ရင်လက်ဆက်သက်တော့အတိတ်ပဲနှမျိုးရှိတယ်နော်တော့ကိုရှာလိုက်ရတာလက်ဆက်သက်တော့အိတ်ကတ်ထဲမှာဒီမှာနော်အဲ့ဆိုတော့ကိုရှာလိုက်ရတယ်တော့ကကြတော့钥匙လို့ပြောရဲနော်အဲ့နဲ့တရုတ်စကားမှာတရုတ်ဆန်ဆန်我找了半天钥匙找ရှာသည်ရှာလိုက်သည်找了半天နေတဲ့ဝက်ဒါပေမဲ့သူကအကြာကြီးဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာကရိယာကိုအရင်ပြောမယ်ပြီးရင်အချိန်ကိုပြောမယ်ပြီးတော့မှနာမ်လာမယ်我找了半天钥匙လက်ဆက်သက်တော့原来他အဲ့တော့ကိုပြောတာပေါ့နော်ငါရဲ့အိတ်ကတ်ထဲမှာ在我口袋里口袋အိတ်ကတ်原来他在我口袋里နော်နံပါတ်1ဘာလို့ဒီလောက်တိတ်ဆိတ်နေတယ်ပြောတာလက်ဆက်သက်တော့အားလုံးသွားကုန်ပြီလူတွေပေါ့ခုနကတော့စီစီကားကားဆူဆူညံညံနဲ့我说ဟာငါပြောတယ်ဘာကြောင့်အဲ့လိုနော်ပြောတာအဲ့ဒါ我说ဘာဒီနေရာပေါ့这里ဘာလို့怎么为什么也可以เนาะ为什么လဲသုံးလို့ရတယ်怎么လဲသုံးလို့ရတယ်ဒီလောက်ထိတိတ်ဆိတ်တာ这么安静这么ဒီလောက်安静တိတ်ဆိတ်သည်这么安静လက်ဆက်တတ်တော့原来အားလုံး大家都走了原来大家都走了သူအရင်ကကျောင်းစရာနောက်ပိုင်းမှာစီးပွားရေးပြောင်းလုပ်တာအရင်တုန်းကဟာလို့ပြောချင်တယ်原来မူလကအရင်ကလို့ပြောချင်တာเนาะတကယ်အရင်တုန်းကဆိုရင်တော့以前လို့သုံးလဲရတယ်他以前他原来ဒါပေမဲ့သူကတခါတရံကြအဓိပ္ပာယ်နည်းနည်းလေးကွာတာပေါ့နော်မူလကသူကတကယ်ဆိုကျောင်းစရာ他原来是个老师နောက်ပိုင်း后来เนาะ才မှနောက်ပိုင်းမှ后来才စီးပွားရေးပြောင်းလုပ်တာအဲ့ဆိုတော့转เนาะ直弯转和安行转行ဆိုတာလေ line ပြောင်းလိုက်တာเนาะပြောင်းသည်ဆိုရင်转ပြောလဲရတယ်ဒီနားမှာ行လို့ပြောလိုက်တာက行ဆိုတာတရုတ်စကားမှာလေခက်ဟွာပေါ့ခက်ဆန်ဆန်လေး你是什么行业的ဘာလုပ်ငန်းလုပ်တာလဲ转行เนาะလုပ်ငန်းပြောင်းလိုက်တယ်后来才转行做生意的စီးပွားရေးပြောင်းလုပ်လိုက်တာပါเนาะဒါသူ့ရဲ့ပုံစံလေးနောက်တစ်ခုဒီဆိုင်ငကိုရဲ့တထေးကငါရဲ့တငယ်ချင်းတဲ့这家店第三ငကိုကရဲ့တငယ်ချင်း原来的老板เนาะ原来的老板မူလကတထေးအခုမဟုတ်တော့ဘူးပေါ့เนาะအဲကြောင့်原来的老板是我的朋友ကျွန်တော်က张明ပါ我是张明张明လူတစ်ယောက်ရဲ့နာမည်原来是你လက်ဆက်သက်တော့နင်ကိုအဲ့မှာလက်ဆက်သက်တော့原来是你ငါတို့ရှေ့မှာဖုန်းထဲမှာဆက်သွယ်ဖူးတယ်လေငါတို့ကဖုန်းထဲမှာအမြဲတမ်းဆက်သွယ်နေတာ我们之前အရှိမအရင်တုန်းကเนาะ之前ဖုန်းထဲမှာ在电话联系过联系เนาะ联系ဆိုတာဆက်သွယ်သည်ကိုကဖူးသည်အဲဆို在电话里联系过ဒါ原来เนาะ原来ရဲ့အဓိပ္ပာယ်ကဒီလိုလေးဟုတ်ပြီဒါဆိုရင်本来ဆိုတာအစောပိုင်းမူလရည်ရွယ်ချက်စီမံကိန်းငါတို့ငကိုကလေးကရဲ့စီမံချက်ရည်ရွယ်ချက်အဲ့ဒါလေးကိုပြောထားတာเนาะအစောပိုင်းကလေးက本来ငကိုကရုပ်ရှင်သွားကြည့်ချင်တာဒါပေမဲ့ရုပ်တရက်မိုးရွာတော့မသွားဖြစ်တော့我本来ငကိုက想去看电影ရုပ်ရှင်သွားကြည့်ချင်တယ်ဒါပေမဲ့但是ရုပ်တရက်突然下雨了ဒါကြောင့်所以没去成去成ဆိုတဲ့စကားလုံး去ကရိယာချိန်ဆိုတာကဖြစ်သွားတာမသွားဖြစ်ဘူး没去成
没吃成မစားဖြစ်ဘူး没做成မလုပ်ဖြစ်ဘူးဒါသူ့ရဲ့ pattern တစ်မျိုးเนาะ career နဲ့ချိန်ဒီနေရာကငကိုကရမ်းတန့်ရှင်းတာသူတို့ကြောင့်ပေးကုန်ပြီ这个地方本来很干净ငကိုကအရမ်းတန့်ရှင်းတယ်本来很干净သူတို့ကြောင့်ဆိုတာတရုတ်မှာ被他们သူတို့လှုပ်လို့ခံရတာ被他们弄脏了弄ဆိုတာလှုပ်တည်စကားအရန်ဆန်တဲ့စကားလုံးပေါ့နော်弄နော်弄အဲ့ဆို被他们弄脏了သူတို့ကြောင့်မလို့လှုပ်ပေကုန်ပြီ被他们弄坏了သူတို့ကြောင့်မလို့ပြက်ကုန်ပြီအဲ့လိုလေးပေါ့နော်被他们弄脏了နေငကူကလေးကအချိန်မှန်အိမ်စာလုပ်ပြီးရမှာပြောနေသေးတယ်ဒါနဲ့ပင်ကိုအလုပ်ပဲပင်ကိုเนาะအဲ့လိုအားကြောင့်你本来就应该ကတဲ့ကเนาะ应该定သည်အချိန်မှန်按时ပြီးအောင်လုပ်သည်完成ပြီးမြောက်သည်作业အိမ်စာအဲ့ဆိုတော့完成作业အိမ်စာပြီးအောင်လုပ်သည်အချိန်မှန်ဆိုအချိန်ကိုအရှိမှထည့်按时完成作业你本来就应该按时完成作业ငကိုကနေကလုပ်ပြီးတဲ့ဟာเนาะငကိုကလေးကအချိုမကြိုက်ဘူးဒီကိတ်မုံကအရန်ဤတယ်ငကိုကလေးကမကြိုက်တာပြီးတော့ဒီဟာအရန်ဤ我本来เนาะငါငကိုကလေးကကျုပ်ကလေးက我本来就本来နဲ့တော်တော်များများဒီကျုပ်ကတွဲနေတယ်เนาะ我本来就不喜欢吃甜的အချိုမကြိုက်တာ这个蛋糕ဒီကိတ်မုံ太腻了အရန်ဤတာပဲ我本来就不喜欢နောက်ဆုံးကြုံမထည့်လဲရတယ်我本来不喜欢吃蛋糕เนาะ吃甜的这个蛋糕太腻了腻ဤသည်စားတာဤသည်သွားတာဤသည်เนาะတခုခုလောက်တာဤသည်အကုန်ပြောလို့ရတယ်သူငကိုကလေးကကျမ်းမာရေးမကောင်းဘူး他本来ငကိုကလေးကเนาะ他本来ငကိုက身体就不好身体ကျမ်းမာရေးအဲ့ဒါကဒီနားမှာကြည့်ကျုပ်ကိုမှကြည့်本来就ဟုတ်တယ်เนาะဒါပေမဲ့လေအပေါ်မှာတော့ခါကြတော့သူကနောင်မပါဘူးဒီအရှိမဒါပေမဲ့ဒီမှာကြတော့နောင်ပါလာတယ်နောင်ဖြစ်ကုန်ပြီ sorry subject ကိုပြောတာ他本来身体就不好ဆိုတော့သူ့ရဲ့ကျန်းမာရေးကိုပြောချင်တာဒါကြောင့်မို့身体ကဒီကြားထဲမှာညက်တော့မဟုတ်လို့ရှိရင်身体ကဒီနားမှာ他身体本来就不好အဲ့လိုပြောလို့ရတယ်เนาะကျုပ်ရဲ့အရှိမကိုတော့ထည့်ပေးရမှာပေါ့တဘောက他本来身体就不好မနေ့က昨天เนาะမနေ့ကဖြစ်တော့又熬夜了ထပ်ပြီးတော့熬夜အိပ်ရေးပြက်သည်เนาะအိပ်ရေးပြက်တာ熬夜တဘောကအလုပ်တစ်ခုခုကြောင့်မလို့လား game တွေထိုင်စော့နေလို့လားအပျော်ပါသွားလိုက်လို့လားအဲ့လိုမျိုးအကုန်လုံးပြောလို့ရတယ်熬夜အဲ့ဆိုတော့ငကိုကလေးကကျမရေမကောင်းပါဘူးဆိုနေမှထပ်အိပ်ရေးထပ်ပြက်လိုက်တော့အခုတော့ဘာဖြစ်သွားရင်ညာဖြစ်သွားအဲ့လိုပြောချင်တဲ့သဘောပါနော်他本来身体就不好昨天又熬夜了ဆို本来နဲ့原来အဲ့လိုလေးနည်းနည်းကွာတယ်အဲ့ဒါလေးကိုကိုယ့်ဟာကိုယ်လည်း similar လေးလုပ်ပြီးတော့လုပ်